အားလုံးပဲမင်္ဂလာပါ Event Them Vlog နေပြန်လဲကြိုဆိုပါရစေဒီနေ့ကျွန်တော်ကနေပြီးတော့ပဲခူးမြို့နယ်မှာအဆိုင်နဲ့ပဲရှိတဲ့အမဝိုင်းချင်းစုရဲ့ဂျယ်လီကန်ဒီမျိုးတံပေါက်ပေါ့နော်မျိုးတံပေါက်ဆိုင်မှာမျိုးတံပေါက်လာစားတာဖြစ်ပါတယ်အရင်တော့ကရိုးတံပေါက်ကိုပဲစားဘူးတာပေါ့နော်မျိုးတံပေါက်ကိုတစ်ခါမှမစားဘူးဆိုတော့အခုကမျိုးတံပေါက်ကိုလာပြီးတော့ try ကြည့်မယ်ပြန်လိုက်ခဲ့ကြပါအောင်ဒါဆိုင်ရဲ့အဝင်လေးဖြစ်ပါတယ်ဆိုင်လေးတစ်ချက်ပြပြလိုက်ပါဦးဆိုင်မှာဆိုလို့ရှိရင်ဒီမှာတက်လေးပေါ့တက်လေးခုထားပြီးတယ်တက်လေးခုထားပြီးတော့ဆိုင်ရှိလေးမှာဆိုရင်အပြင်စင်လေးပေါ့နော် decoration လုပ်ပေးထားတာအဖြစ်လဲဆိုတော့ relax ဖြစ်တယ်ဒါဟိုစိတ်ကိုလေအရင်ခမ်းဖြစ်ပြီးတော့ relax ဖြစ်စေတယ်ဆိုတော့ဒီမှာ AC ချေးနဲ့စားလို့ရပါတယ်ဆိုတော့အထက်တစ်ချက်ဝင်ကြည့်မယ်နော်ဘာမချပေးသေးဘူးလို့ဆိုတော့ခဏလေးစောင့်လိုက်မယ်နော်ဂျယ်လီကန်ဒီမှာဆိုလို့ရှိရင်မျိုးတံပေါက်ထမင်းကိုကြက်သားရယ်စိတ်သားရယ်ပြီးတော့မျိုးထောပတ်ထမင်းလည်းသူကရသေးရပေါ့နော်မျိုးထောပတ်ထမင်းမှာဆိုရင်လည်းကြက်သားရယ်စိတ်သားရယ်အပြင်တခြားမာလာရှမ်းကောတွေအသုတ်စုံတွေမာလာမောက်ချိုက်တွေအထောင်းစုံပေါ့နော်အထောင်းစုံမှာဆိုရင်လည်းအလုံးစားနေကြဖြစ်တဲ့တင်မော်တီတောင်တို့ပြောင်းမှုတောင်တို့ပေါ့နော်အဲ့ဒါတွေအပါအဝင်အကုန်လုံးရတယ်ပြီးတော့ဂျင်းတုတ်တို့လက်ဖက်တုတ်တို့ပြီးတော့အားစားထမင်းထဲမှာစားတဲ့သူတွေအတွက်လည်းထမင်းဖြူလည်းရသေးတယ်ထမင်းဖြူရတယ်โอเคဆိုတော့မစားခင်မှာတစ်ချက်မျိုးတံပေါက်လေးနော်ချစ်စရာလေးမှုေးနေရမယ်နော်မှုေးနေရမယ်ဒီမှာဆိုလို့ရှိရင်မစပီတီကြောက်လေးတွေနဲ့ချစ်စရာလေးဒါကကျွန်တော်ကစိတ်သားလဲစားတယ်ကြက်သားလဲစားတယ်ဆိုပေမဲ့ဒီနေ့ကကြက်သားနဲ့ရေ try ကြည့်မယ်တစ်ခါမှတော့မစားဘူးဒါပထမဆုံးရိုးတံပေါက်စားတာပေါ့ပုံမှန်ရိုးတံပေါက်တွေကတော့စားဘူးတာပေါ့နော်ဆိုတော့ကြက်သားကိုလည်းချက်စားမှုေးနေရမယ်မကြည့်အောင်ရှယ်အဲ့ဒီနဲ့စားမယ်ပူလေးနဲ့မိုက်တယ်အဲ့နဲ့ပဲချဒီပူတယ်ပူလေးဆိုမိုက်ကျုံးမယ်ဒီဆုံးချက်သားလေးနဲ့တဘာဝပေါ့တဘာဝဆိုလက်နဲ့ပဲမြင်လက်နဲ့ပဲချနည်းလေးပူလို့နည်းလေးကတော့မွေးနေရတယ်အဲ့လိုမျိုးစားကနေတရေရကြရမ်းစားခြင်းနေရလေဒီလေလောက်နဲ့မပြောသေးဘူးနှစ်လောက်စားရှယ်ပဲသူ့ရဲ့ဟိုရတာကဘာလဲဆိုတော့မအေးဘူးကျွန်တော်ကျတော့ဟိုအရက်စားမစားတတ်ဘူးเนาะအောင်မောက်တို့ဒီကိတ်တို့တိတ်မစားဘူးဘာဖြစ်လို့လဲဆိုအီလို့ရှိရင်လေအဲ့လိုမနေတော့တမျိုးကြီးခေါင်းမူးတာလို့ခေါင်းနောက်တာလို့ပေါ့เนาะအဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ဒီဓာတ်ပေါက်ကမအေးဘူးလောဆယ်တစ်လောက်စားရတယ်မအေးဘူးထပ်စားပြတသားလေးလည်းနူးတယ်နောက်ဆိုအနှစ်လေးနဲ့အနှစ်လေးမရှိတော့ပြည့်ချင်ညဆိုင်အော်ဒါအရမ်းများတော့လေကိုတက်တော့မနေကြအောင်ဖယ်ခိုင်းတာအော်ဒါအရမ်းများလို့ပြည့်ချင်လေးနဲ့စားချင်တက်ချင်တဲ့ပူကောင်းတယ်ရှင်နေစားတယ်စားလို့လားမသိတက်ချင်တယ်တော်တော်ကြိုက်ရိုးတံပေါက်ဘယ်လောက်စားခြင်းလဲဆိုလို့ရှိရင်နေကင်းစားတော့မစားခဲ့ဘူးတံပေါက်စားခြင်းလို့နေကင်းစားမစားခဲ့ဘူးတံပေါက်သေးတန်လာစားဖုံးဆက်ပြီးကြိုမာရတာဟောတာအရမ်းများတော့ရိုးတံပေါက်ကဒီဇယ်လီကန်ဒီဆိုင်ကအရင်တော့ဒီရှင်မော်တော်ဖျားဝင်းမှာဖွင့်သေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဖွင့်တော့ကျွန်တော်မျိုးတံပေါက်တော့မစားခဲ့ဘူး
အဲ့တော့စားတာမာလာရှောင်းကိုစားခဲ့တာတစ်ဆက်ပါကိတ်ပေါ့နော်ကိတ်ကိုစားခဲ့ပြီးကြတော့မှပဲမာလာရှောင်းကိုတစ်စားတစ်ပွဲခုရတာကောင်းလားမကောင်းလားဆိုတော့ကြည့်လိုက်တော့တောင်းတန်ဤတယ်ကျွန်တော်အဲ့လိုစားနိုင်လူကောင်းလည်းသေးတယ်လို့ပြောစားလည်းမစားနိုင်ဘူးလေပြိဤရတော့မှပဲတစ်ပွဲစားနိုင်တယ်အဲ့တော့ကျွန်တော်အဲ့ဒါ review ရေးပေးထားသေးတယ် page မှာလေရှယ်ပဲချင်းအောင်ပို့စိုက်တယ်ဘာလို့ချင်းကလည်းစားလို့ဆန်လေးစားလေးပြောပြအောင်မယ်ဆန်လေးစားလေးမေ့မှာဆိုလို့ဆန်လေးစားကကြတော့အရင်တော့ရွှေမော်တို့ဖျောင်းမှာဖွင့်ခဲ့တာပေါ့နော်အခုကကြတော့မဟာမြိုင်ဆရာဆန်လန်းနဲ့ရောက်ပါပြီဆိုတော့စားချင်တယ်ဆိုလို့ရှိရင်ဒီအမဝမ်ချစ်စုရဲ့ Facebook account ပေါ့နော် Facebook account မှာဖုန်းနံပါတ်လည်းတင်ထားတယ်လိပ်စာလည်းတင်ထားတယ်တစ်ချက်ဝင်ကြည့်ပြီးတော့မှဖုန်းဆက်ပြီးတော့ကြွတင်ပြုတ်ခွင့်လုပ်လို့ရတယ်ဒါမှရှိမရှိပေါ့နော်ဘာလို့ဆိုတော့မှားများတော့လေအားကြောင့်မင်းဆောက်ရအောင်မင်းလည်းနော်အဲ့လည်းပဲလိုက်ပြီပူလားပူရတာကြတော့အိုကြီးဆိုအတကုံစားပွဲချင်းက၄ဝက်စားလောက်ပါမယ်နော်အိုကြီးကအများကြီးပဲ快上呢，你想不想？မဆင်းနေတာနော်ငါလည်းပဲနဲ့ညာပဲညောင်မနေစားတယ်နော်咦，你过来我妈妈没， ညောင်တော့အစားတလိုင်းစရာ不知道啥来着。这里的教练来了，怎么样？တံပေါက်နဲ့ပူတော့ချွေးတောင်ပြန်လာချွေးတောင်ထွက်我妈店里面没了。ဘယ်မှာဆောင်းနေမှာဆိုအေဂျင့်စီတော်သေးမဟုတ်ငါအိမ်ချူရရမယ်နော်怎么了？ညီမလိုရရမယ်အိမ်ချူရ啊，快点了，他妈的过来，没买没弄钱了。ချွေးထွက်တာတော်တော်လက်စကြော်လေးရပါစေ要不要？怎么嘛？ဒါမှမဟုတ်အဲ့တူမှစားရတယ်အများတော့စားရတယ်ဆိုကြိုက်စားလည်းမစားကြဘူးညတော့စားနေနေမှာထိုက်ထားတာပဲကြာတော့ကုံတော့မယ်မစားနိုင်ဘူးနဲ့မစားနိုင်ဘူးနဲ့ကောင်းလုံးတော့လည်းကုံတာပဲနော်အဲ့လိုမျိုးပဲဆိုတော့မျိုးတံပေါင်းဆိုင်ရာဒီဘကိုးမှာဆိုရင်ဘိုးမြို့မှာဆိုလို့ရှိရင်ဒါအမဝိုင်းချစ်စုရှိမှာပဲရတယ်အမဝိုင်းချစ်စုရဲ့ဂျယ်လီကန်ဒီမျိုးတံပေါင်းပေါ့နော်ဒီဆိုင်မှာပဲရတယ်တခြားဆိုင်တွေမှာမရဘူးပေါ့နော်တခြားဆိုင်တွေရိုးတံပေါင်းပဲရတာပါဆိုတော့ try နေဆိုရင်ဟာမြိုင်တဲ့ကဆရာဆိုင်လမ်းတွေကိုတက်တန်းတောင်ဝင်လာခဲ့လိုက်ဆိုင်မို့အကြီးထောင်လာပြီးရရှိပါအဲ့ဆိုရင်ဂျယ်လီကန်ဒီဆိုင်ရပြီနော်ဒီကျွန်တော်ရဲ့ vlog ကိုဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက် vlog မှာပြန်လည်ဆုံတွေ့ပါမယ်bye bye